မဲမင်္ဂလာပါရှင်ဒီနေ့လောက်ပြပေးမှာကတော့အင်ကြီးဒီမှာအလှဆင်းနေပေါ့နော်ချစ်စရာနှင်းစီပန်းလေးကိုလောက်ပြပေးမှာဖြစ်ပါတယ်နှင်းစီပန်းလေးတစ်ခုလောက်တော့မယ်ဆိုရင်ဒီလိုအဆွေသားပေါ့နော်အဆွေသားပိတ်စာလေးတစ်ခုရှိမယ်အဲ့အဆွေသားလေးကိုလို့နှစ်ခေါက်ခောက်လိုက်မယ်ပေါ့နော်နှစ်ခေါက်ခောက်ပြီးရင်ဒီလိုမျိုးဒီနေရာကနေကကြီးလေးနဲ့နှစ်ခေါက်ခောက်ထားတဲ့ကကြီးလေးနဲ့ဖြတ်ချလိုက်မယ်ဒါကတော့ဒါဖြတ်ချပြီးသားပေါ့နော်ဖြတ်ပြီးသားဒါအဆွေသားလေးဖြစ်ပါတယ်အဲ့ဒါလေးကိုဒီဖြတ်ထားတဲ့နေရာမှာပေါ့နော်ဒီနေရာအောက်မှာမီးလေးနဲ့အမွှေးတွေမထွက်အောင်မီးနဲ့တုပ်လဲရပါတယ်မီးနဲ့မတုပ်ချင်လို့ရှိရင်လည်းဒီဓာတ်ဆက်ကလေးလိုက်ထားလို့ရပါတယ်ဒီနေရာလေးကိုပေါ့နော်အဲ့လိုဓာတ်ဆက်လေးလိုက်ပြီးဆိုရင်ဒါဒီလိုအရှိလေးရလာမယ်ဆိုရင်ဒီထိတ်စာလေးကိုနှင်းစီဖူးလေးပေါ့နော်နှင်းစီဖူးလေးလုပ်မယ်ဒီလိုတေးသေးလေးတွေဒီလိုလေးတွေကြစ်မယ်ပေါ့နော်နှင်းစီဖူးလေးလိုတေးသေးလေးတွေကြစ်မယ်ဒီလိုကြစ်လေးလုပ်လိုက်မယ်ဒီလိုမျိုးလေးလုပ်ပြီးရင်ပိတ်စာလေးနဲ့အချီနဲ့အလေးနဲ့ပေါ့နော်ဒီလိုအတီကြီးချုပ်ရိုးလောက်ဒီလိုလေးပေါ့အချီလေးကိုတွားမယ်အချီလေးနဲ့ဒါအသားရောင်လေးနဲ့ပြတာပေါ့နော်အချီလေးတွေကိုတွားမယ်တွားပြီးရင်ဒါပိတ်စာကိုအချီကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်တဲ့အခါမှာဒီလိုလေးတွန့်သွားတာပေါ့နော်အချီကိုဆွဲလိုက်တဲ့အခါမှာပိတ်စာလေးတွေကတွန့်သွားတာပေါ့နော်တွန့်သွားမယ်အဲ့လိုလေးတွန့်သွားမယ်အရင်အတုံနဲ့မို့ကိုလိုတဲ့လောက်လေးတွေပေါ့နော်အဲ့လိုတွန့်သွားမယ်တွန့်ပြီးတော့ဒီအဖူးလေးနေရာမှာဒီလိုလေးပေါ့နော်ဒီလိုလေးပတ်သွားမယ်အဲ့တွန့်လေးတွေကိုဒါဒီလိုမျိုးလေးပတ်သွားမယ်အတုံလေးတွေနဲ့ပေါ့နော်အတုံလေးတွေနဲ့လို့ဒါဒီအစတွေကိုဒီမှာလုံးဝမထွက်သွားရအောင်နော်မထွက်သွားရဘဲနဲ့ဒီလိုမျိုးလေးငုံမိအောင်လို့အစလွတ်မသွားအောင်လို့ဒီဓာတ်ဆက်လိုက်ထားတဲ့နေရာတွေနော်ဒီမှာနော်အဲ့လိုမျိုးပတ်သွားမယ်ပေါ့နော်အဲ့အတုံလေးတွေနဲ့နှင်းစီပန်းလေးကိုဒီလိုမျိုးလေးတွန့်ပြီးတော့ပတ်သွားမှာပေါ့နော်အောက်ခြေကနေလည်းလွတ်မသွားရပါဘူးဒီလိုမျိုးလေးပတ်သွားမယ်ဒီလိုလေးပတ်မယ်ဒီအတုံလေးတွေကိုပတ်မှာပေါ့နော်အတုံလေးတွေကိုအဲ့လိုမျိုးလေးဒီလိုမျိုးလေးပတ်ပြီးတော့သွားပါမယ်အဲ့လိုပတ်သွားပြီးတော့အဲ့လိုအတုံလေးတွေကိုပတ်သွားပြီးတော့ဒါအဆုံးမှာပေါ့နော်ဒီလိုအရှုံလေးပေါ့အဲ့လိုမျိုးလေးရဒီအောက်ခြေမှာကြာတော့ဒီမှာအချီလေးကလည်းဒီလိုလေးဖြစ်နေမယ်ဒီအောက်ခြေမှာလည်းဒီအစလေးတွေကလွတ်မသွားဘူးပေါ့နော်လွတ်မသွားဘဲနဲ့ဒီလိုမျိုးလေးဖြစ်မဲ့ဒါလို့တင်းလေးဆွဲလိုက်မယ်ဆွဲပြီးတော့ခိုင်အောင်လို့အပိတ်စအကုန်လုံးငုံမိအောင်လို့ပေါ့နော်ဒီကနေဒီကိုတစ်ချက်အဲ့လိုမျိုးထိုးမယ်ပြီးဟိုဘက်ပြန်ထိုးမယ်ဒီအောက်ခြေကပိတ်စရဲ့အကုန်လုံးမိအောင်လို့ဆိုရင်နှီးစီပန်းကအလဲဦးကြီးတွေထွက်ကုန်မှာဖြစ်ပါတယ်အဲ့လိုအလဲဦးတွေမထွက်အောင်လို့ပေါ့နော်ဟိုဘက်တုပ်လိုက်ဒီဘက်တုပ်လိုက်အဲ့လိုလေးတုပ်ပါမယ်အဲ့လိုမျိုးလေးတုပ်ပြီးအရှိလေးကိုပြန်ကြည့်မယ်ပေါ့နော်ပြန်ကြည့်တဲ့အခါမှာဒီမှာချစ်စရာကောင်းတဲ့နှင်းစီပန်းလေးရသွားပါပြီချစ်စရာကောင်းတဲ့နှင်းစီပန်းလေးဖြစ်သွားပါပြီဒီထက်ပိုပြီးတော့အပွင့်ကြီးပေါ့နော်အပွင့်ကြီးလှဖားနေတဲ့ဖားအပွင့်ရလဲကြီးလိုချင်နေဆိုရင်တော့ဒီလိုအစာကိုပို့ပြီးတော့ခောက်ပြီးတော့ညှံမယ်ဒီလိုအနံကိုလည်းပို့ပြီးတော့2လက်မလောက်လျှားကိုလည်းအနံကိုလည်း2လက်မလောက်ထားမယ်အလျှားကိုလည်းပေါ့နော်လက်မ30ဖြစ်ဖြစ်လက်မ20ဖြစ်ဖြစ်25လက်မဖြစ်ဖြစ်ထားပြီးတော့ပေါ့နော်အဲ့လိုမျိုးအကြီးလေးပွတ်ဖက်အကြီးလေးလုပ်လို့ရပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်